ပဲအားလုံးပဲမင်္ဂလာပါဗျဒီခါတော့ကနန်းဆိုင်လေးတော်တော်လာဗျအဲ့ဒါလေးတင်ပြရအချိန်ကလည်းသိမရတာဆိုမိနစ်တည်းကြာရေးဆိုတင်လို့မရအောင်ကြောင့်ပေါ့နော်ဘန်းခံမှာပေါ့နော်အတူလေးပဲပြပါမယ်နော်ဒီကတစ်ထိပ်3ထိပ်5ထိပ်9ထိပ်ခွန်ပိတ်1359ခွန်ပိတ်လို့ရိုက်ပြီးရနေတဲ့ပြန်တဲ့ထဲတဲ့သူက1 2 3 4 5ပင်ရဲ့အောက်ကကနန်းဒီတဲ့တပင်ကြာကနန်းပြန်ကြာတဲ့နော်ဒီမှာလည်းအဲ့တိုင်းပဲဗျပုံစံဒီပဲတစ်ထိပ်3ထိပ်5ထိပ်9ထိပ်ခွန်ပိတ်တော့1359ခွန်ပိတ်လို့ရိုက်ပြီးရနေပဲ1 2 3 4 5ပင်ရဲ့တပင်ကြာကနန်းဒီတဲ့ပြန်ကြာတဲ့နော်အဲ့လိုပြန်ချလို့ကြာပြီးရနေပဲねဒီ835ဆိုတဲ့ကဏ္ဍကဘယ်လိုလာအောင်ဆိုကျွန်တော်ယူဆပါတော့ဒီနေ့2နှစ်3နှစ်4နှစ်4နှစ်မြောက်ကတဲ့4နှစ်မြောက်ကခဏအကဲထွက်မှာတဲ့အဲ့ဆို835သူ့ရဲ့ဘေးက146ဆိုတဲ့ကဏ္ဍကတဲ့တပင်ချမှာပြန်ကြပြေတာတဲ့တနှစ်ချောင်ပေါ့နော်တနှစ်ချောင်မှာပြန်ကြပြီးရနေတကယ်နဲ့ထဲတဲ့သူဒီ835သူ့ရဲ့နောက်နှစ်မှာလည်းပြန်ထွက်ပြေးရတယ်တဲ့အဲ့ကဏ္ဍကဒီကိုတက်ရိုက်တာပေါ့နော်ကျွန်တော်တွေ့ရပါတော့တဲတက်ရိုက်တာပေါ့နော်အဲ့လိုပုံစံမျိုးဆိုရင်တဲ့ဒီမှာတဲ့1နှစ်2နှစ်3နှစ်4နှစ်4နှစ်မြောက်ကတဲ့ဒီကဏ္ဍထွက်ဖို့ရတဲ့သူရှိရ435ဆိုတဲ့ကဏ္ဍကတဲ့တနှစ်ချောင်မှာတစ်ခါပြန်ထွက်တယ်တဲ့ထွက်ပြီးရနေပြန်တယ်သူက930ဆိုတဲ့ကဏ္ဍကတဲ့ဒီမှာသူရဲ့နောက်နှစ်မှာ930လို့ပြန်ထွက်ပြီးဒီကဏ္ဍကတဲ့ဒီကိုပြန်ထွက်အဲ့လိုထွက်မဲ့ပုံစံမျိုးဘယ်လိုထွက်မှာဆိုတော့သူကတဲ့သူရှင်းပုံစံ93ခွန်လို့ရိုက်တယ်တဲ့93ခွန်53ခွန်လို့ရိုက်တယ်တဲ့ရိုက်ပြီးရနေပြန်တယ်53ခွန်လို့ရိုက်တယ်အဲ့ဆိုဒီကလည်း930လို့ရိုက်မှာဆိုရင်ဒီကလည်း930လို့ရိုက်မှာအဲ့ဆို3ညထိတ်နေနော်3ည53 3ည35ပေါ့နော်အဲ့ခဏလေးကြိုက်ပါတယ်ဗျာအကြိုက်တူရင်ယူထိုးကြပါဗျာ